မင်္ဂလာပါခင်ဗျာဒီနေ့တော့စတိုင်အကြောင်းလေးဟိုက600စတိုင်ဖွင့်တဲ့ဥစ္စာလေးမီဒီတွားတဲ့ဥစ္စာလေးပြမလို့ဒါပေမဲ့ expansion အကြောင်းလေးနည်းနည်းပြောချင်လို့ပါ expansion ဆိုတာတော့မြန်မာတန်နေထည့်ထားတဲ့ software ပေါ့မြန်မာတန်နိုင်တာထည့်ထားရအောင်မြန်မာတန်ထည့်ထားတဲ့ software ပေါ့ဒါလည်းပုံစံလေးအသုံးပြုပြီးတော့ဒါရင်းနဲ့သရှင်းဖန်တီးထားတဲ့ဥစ္စာလေးပေါ့ဥပမာဆိုတော့ကျွန်တော်သရှင်းတစ်ပုတ်လေးကိုဒီဟာနဲ့650နဲ့ရိုက်ထားတဲ့ intro လေးပြပါမယ်ဟိုဟာလဲဆိုတော့ပြုတ်မှာဖို့ဒီဟာလေးပြောချင်တာပါเนาะဒီမှာထည့်ထားတဲ့ software ဒီ software နဲ့650 software နဲ့ဒါဒီကဖန်တီးထားတဲ့ပြုတ်မှာဖို့เนาะ sound တွေ style တွေဒါနဲ့ဖန်တီးထားတယ်ပဲဆိုပါစို့အဲ့ဒါကိုဒီမှာ650မှာ686မှာသွားပြီး stick ထိုးပြီးဒီဟာကိုဖွင့်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့သူကဒီလိုဖြစ်သွားတယ်เนาะဒိုးစစ်တရားဒိုးစစ်တရားเนาะဆိုတော့အဲ့ဒါတစ်ခုပဲရမယ်ဒီမှာဒိုးစစ်မရပါမရဘူးဒီမှာ introရအောင်နော်အဲ့တော့ဘာလို့ဆိုလို့လဲဆိုတော့ဟိုက software နဲ့ဒီဟာနဲ့မတူတဲ့အတွက်ဒီကမြန်မာတန် software ဒီ expression ကဒီမှာရှိပါတယ်ဒါနဲ့ဘာလို့ရမလဲပြန်ရိုက်ရမယ်ဒီဟာနဲ့သုံးကြီးဒီအုပ်စုဒီဥစ္စာနဲ့ဒီ keyboard နဲ့ပြန်ရိုက်ပြီးတော့ရမှာတို့သူဖတ်မှာဒါတော့မှ x600 ချင်းတူတာတော့မှ x600 ကိုမှရှိတယ်မြန်မာတန် expression ရှိတယ်တိုးတော့ step ဝယ်မယ်ပုံစံနေပိုင်းနဲ့ဝယ်မယ်ဆိုရင်တောင်မှsoftware ချင်းမတူလို့ရှိရင်မဖတ်ဘူး software ချင်းမတူလို့ရှိရင်မဖတ်ပါဘူးအတိအကျဘုံနာအတိအကျကြီးမဖတ်ဘူးအဲ့တော့အဲ့ဒီဝယ်တဲ့သချင်းရဲ့ software ကိုပါထည့်မှရမှာဟိုမှာသချင်းပုံ20ဝယ်မယ်30ဝယ်မယ်40အဲ့ဒီမြန်မာတန်ပေါ့နော်မြန်မာတန်အဲ့ဒါဝယ်မယ်ဆိုအဲ့ဒီ software ကို x600 ထဲမှာထည့်ပြီးမှအဲ့ဒီအတိအကျဖတ်မယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တာပါကျမချမ်းသာကြပါစေနော်အဲ့ဒါလေးပါဝေမျှပေးတာပါဒွန်တွေပါတွေကတော့အားလုံးမှဖတ်ပါတယ်